ထိုင်းကောင်တွေတင်ဆောင်လာတဲ့ကရင်နယ်စားတဲ့ BGF နဲ့ငင်းငင်းထားတဲ့အဖွဲ့ပိုင်ကုန်ကားအစီး80ကျော်ကိုလိုင်းဝဲမြို့နယ်တိုက်တော်ဖောင်စိတ်နဲ့နန့်တအောင်ရွာတန်လင်းမြစ်ကူစိတ်မှာစစ်တပ်ကဖမ်းလာတော့နှစ်ဖက်ဆက်ဆံရေးတင်မာနေတယ်လို့သိရပါတယ်။အောက်ကဒုတိယဘက်ကဖမ်းဆီးမှုမှာ BGF အပြင် DKBA ကရင်မြို့သားစီယုံကရင်မြို့သားလူမျိုးရေးတပ်မတော်ငင်းငင်းကောင်စီ KNU KNL PC နဲ့ဆက်နွယ်တဲ့ KD တွေပေါင်းပြီးရင်မောင်းတဲ့သူတွေကိုပါဖမ်းဆီးထားတယ်လို့ဆိုပါတယ်။ကရင်မြို့သားလူမျိုးရေးတပ်မတော် KNU KNL PC နဲ့ဒီမိုကရေစီအချို့ပြုကရင်တပ်မတော် DKB တို့ကပြီးခဲ့တဲ့ဇူလိုင်လအတွင်းကနေပြည်တော်တွားရောက်ပြီးစစ်တပ်နဲ့မြို့သားစီလုံးညွေရင်နဲ့ငင်းငင်းဖော်ဆောင်မှုဦးဆောင်ကော်မတီ NSPNC နဲ့တူဆွေးနွေးခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။တိုက်တော်ဖောင်စိတ်က KNU KNL PC အပါအဝင်ကရင်လက်နက်ကင်လှုပ်ရှားတဲ့နေမျိုးဖြစ်ပြီးကောင်စီပို့ဆောင်ရေးလမ်းကြောင်းတွေတခုအသုံးပြုတဲ့နေရာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကောင်စီတို့ကအခုအဖမ်းခံရတာကအဖွဲ့အစည်းတွေကသူတွေပါတယ်။ဒါကြောင့်အပေါ်ကအရေးမျိုးပြောတယ်ဒါပေမဲ့စစ်တပ်ဘက်ကလည်းအရေးယူမယ်လို့ပြောတယ်အဲဒီတော့နည်းနည်းတင်းမာနေတာရှိတယ်လို့ပြောပါတယ်ကရင်ပြည်နယ်လုံခြုံရေးနဲ့နေဆက်ရေးဝန်ကြီးကတဲုံတင်ပြီးပို့ကုန်တွင်းကုန်ဥပဒေပုံမှန်ရှင်းတဲ့အရေးယူနိုင်မှုစစ်စင်နေပြီးရင်တွေကိုသိမ်းဆည်းတာနဲ့တာဝန်ရှိသူတွေကိုထောင်မှန်ချမှတ်ဖို့အရေးယူဆောင်ရွက်မယ်ဆိုပြီးပြောထားတယ်လို့သိရပါတယ်အခုလိုအဖွဲ့အစည်းတွေနဲ့ဆက်နေတဲ့ရင်တွေဖမ်းဆီးကြခြင်းခိတ်တံဝန်ခံနေတဲ့ရမောင်းတွေကိုပါအရေးယူဆောင်ရှင်းနေကြောင်းစစ်တပ်နဲ့ BGF ပါဝင်နေမြေတွင်လှုပ်ရှားနေတဲ့အဖွဲ့တွေကဆက်ဆံရေးတင်းမာလာနေတယ်လို့သိရပါတယ်ထိုင်းမြန်မာနယ်စပ်ဒေသတွေငင်းငယ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဆောင်အဖြစ်ဖန်တီးဖို့တိုင်းနယ်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ဖြစ်ပေါ်နေတဲ့ပြည်ပခါတွေကိုပူးပေါင်းဖြည့်ရှင်းသွားမယ်လို့ထိုင်းကာကွယ်ဝန်ကြီးကရဲဝင်းဦးကိုဘန်ကောက်မြို့မှာတွေ့ဆုံချိန်ပြောကြားလိုက်ပါတယ်။ဘန်ကောက်မှာကျင်းပတဲ့9ချိန်မြောက်ထိုင်းမြန်မာထိပ်သီးပူးတွဲကော်မတီ HLC အစည်းအဝေးကိုတက်ရောက်ဖို့ရောက်ရှိလာတဲ့ကာချုပ်အသစ်ရဲဝင်းဦးဆောင်တဲ့အဖွဲ့ကိုကြိုဆိုချိန်မှာထိုင်းကာကွယ်ဝန်ကြီးကဒီလိုထည့်သွင်းပြောဆိုခဲ့တာပါ။တွေ့ဆုံပွဲမှာနယ်စပ်ဒေသကုန်သွယ်ရေးတည်ပို့ဆောင်ရေးမြင့်တင်ဖို့ဒေသခံတွေရဲ့ဝင်ငွေတိုးတက်စေရေးနေဆက်ခိတ်တွေကိုတင့်တော်သလိုဖွင့်လှစ်ပေးဖို့အဓိကထားဆွေးနွေးကြရတယ်ဆိုပါတယ်။အဲ့ဒီပြင်နေဆက်ဖြတ်ကျော်ပြစ်မှုတွေဖြစ်တဲ့ကြားဖြန့်အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးလုံခြုံရေးနေဆက်ရေးစီမံခန့်ခွဲရေးလူသားချင်းစာနာမှုဆိုင်ရာနဲ့တဘာဝဘေးအန္တရာယ်ရှော့ချရေးတွေကိုပူးပေါင်းဆောင်ရွက်ဖို့မြင့်တင်ဖို့သဘောတူညီခဲ့ရတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံအနေနဲ့အာဆီယံနဲ့နိုင်ငံတကာအတိုင်းအမှာမြန်မာပါဝင်ဆောင်ရွက်နိုင်ရေးအတွက်အဆင့်လိုက်ထိတွေ့ဆက်ဆံမှုတွေကိုကူညီပံ့ပိုးပေးမယ်လို့လည်းအတည်ပြုပြောဆိုခဲ့ပါတယ်။တပ်ပြတ်တွေနဲ့ဖွဲ့စည်းထားတဲ့စစ်တွေကိုတပ်သားတွေထပ်ပို့ပြီးရဲ့ထိုးစစ်ကိုခုခံဖို့ပြင်ဆင်နေပါတယ်။စစ်တွေမျိုးတင်စစ်တပ်ရဲ့တပ်ဖွဲ့တွေဟာမြို့ရင်းခုခံစစ်အတွက်အင်အားဖြည့်တင်းခြင်းပြည်내စုပွဲခြင်းနဲ့ခံစစ်ပြင်ဆင်မှုများကိုအချိန်အောင်နဲ့လှုပ်ဆောင်နေတယ်လို့သိရပါတယ်။အဲဒီခံစစ်ပြင်ဆင်မှုတွေမှာရခိုင်ပြည်နယ်တဝမ်းတက်ပြက်ခဲ့တဲ့ကြောက်တော်အခြေဆိုင်စကခ9တောင်ကုတ်အခြေဆိုင်စကခ9ဘူးသီးတောင်အခြေဆိုင်စကခ15နဲ့အခြေချစစ်ဗျူဟာစဝခဘူးသီးတောင်တပ်တွေပါဝင်ပြီးအခုဩဂုတ်လတတိယပတ်အတွင်းထိစစ်မှုထမ်းတပ်သားအသစ်တွေကိုပို့ဆောင်နေတယ်လို့သိရပါတယ်။မြို့တော်စစ်တွေကိုတော့ရန်ကုန်တပ်နယ်အတွင်းကနေခွဲဝေရေးကျောင်းစင်းတပ်သားတွေတင်ဆောင်လာတဲ့ကိုင်းလာစစ်ရင်တစည်းထွက်ခွာသွားတယ်လို့လည်းသိရပါတယ်။လက်ရှိမှာပြစ်ခတ်တက်ခတ်ထားမှုအခြေအနေတွေအအေးအနေနဲ့စစ်တွေမျိုးကိုရွှေမင်းကန်တောကန်ရာဒန်တိန်းနံမြင့်ကျွန်းပတ်လိတ်ကြည်တွဲစတဲ့ရွာတွေဘက်ကနေလမ်းကြောင်းသုံးကျောင်းနဲ့စစ်ကြောင်းထိုးလာနေပြီးနိုင်ကန်ကျမတော့ကြေးရွာအနီးထိတိုက်ပွဲတွေရောက်ရှိလာတဲ့အတွက်စစ်တွေမြို့သိမ်းတိုက်ပွဲအတွက်ပြင်ဆင်မှုရဲ့အစအသာရှိကြောင်းသိရပါတယ်စစ်တွေမြို့နယ်အတွင်းဓာကဆခလာရ20ခလာရ34ခလာရ232ခလာရ290ရဲတပ်ရင်1236စစ်မြေပြင်နေရာတပ်ရင်ရွှေမင်းကန်ရေတပ်စခန်းစတဲ့တပ်စင်းတပ်ဖွဲ့15ဖွဲ့တပ်ဆွဲထားတယ်လို့သိရပါတယ်။အဲ့ဒီအပြင်မြို့ပတ်ဝန်းကျင်မှာရှိတဲ့ရွှေမင်းကန်ကျမတော့ဂန့်ကော်ကျွန်းဝါဘူပါတလိတ်စတဲ့နေရာတွေမှာလည်းခန့်စစ်တွေပြင်နေတယ်လို့သိရပါတယ်။